ဆောင်တော့အောက်မှာပဲပြောနေကြစင်မော်ကြရင်ကျွန်တော်အဲ့လိုသူ့ကိုစားတာနောက်တာပဲရှိတာအောက်မှာဆိုသူလဲသူ့ဟာသူ့လုံနေသူကိုလဲကိုလုံနေဆိုတိတ်စကားမပြောပြဘူးကျွန်တော်တို့ညီကိုနေရ10မိနစ်ပြအောင်စကားထိုင်မပြောဘူးကျွန်တော်ပေးတာသူ့ပေးတာမဟုတ်ကျွန်တော်ပေးတာသူကြီးပဲရလို့ပဲရအောင်သူ့ပေးရတယ်ရှိရင်ကျွန်တော်ပေးရတယ်ရှိမှာသူကျွန်တော်ရှိရ4000ကြီးတာကျွန်တော်2000အချွေးပြန်ရပါတယ်2000ကျန်လေးအဲ့ဒါဘယ်တော့ပေးမလဲတော့မသိဘူးအကျွေးတွေမကြည့်သေးဘူးနောက်ထပ်ဇက်ကုန်ထောက်ဝယ်ထားတာထပ်ပြီးကျွေးနေတက်လောက်ကျေမှာမဟုတ်ဘူးအဲ့မင်းသားကျွေးတာဆက်ရင်ပုံစံဆောင်တော့ဖြစ်သွားမှာမင်းသားနဲ့အဲ့လိုပြောနေတာမဟုတ်ဘူးကျွန်တော်အောက်မှာပဲပြောနေကြစင်မမပြောဘူးဟုတ်ပါဘူး sorry အောက်မှာပဲပြောနေကြစင်မော်ကြရင်ကျွန်တော်အဲ့လိုသူ့ကိုစားတာနောက်တာပဲရှိတာအောက်မှာဆိုသူလဲသူ့ဟာသူ့လုံနေသူကိုလဲကိုလုံနေဆိုတိတ်စကားမပြောပြဘူးစင်မော်ပဲစားတာနောက်တာအောက်မှာညီလေးကလည်းဝဲလာတာတွေပါသူဟိုတယ်ပြန်တာနဲ့ပြီးအကားတိုက်တာတွေပါနောက်ကျတယ်သူလည်းအလုပ်ရှုံတယ်ကျွန်တော်တို့ညီကိုနေရ10မိနစ်ပြအောင်စကားထိုင်မပြောဘူးဒီလိုပဲပေါ့လှည့်ကြည့်ပါဒီလိုပဲပေါ့ကြည့်ပါရဲ့ဒါရဲ့ကျွန်တော်ကလည်းအရင်ပူဇာတက်တဲ့ထဲမှာမပါဘူးကျွန်တော်လည်းကိုယ့်အကိုနေတတ်တဲ့လူဆိုတော့ဒီလေးနဲ့ကြာတော့စင်မော်ရရင်တော့ပို့ပြီးအဆင်ပြေတယ်အောက်မှာတော့သူလဲသူ့လို့သူလဲကိုလဲကိုလို့ပြောကျွန်တော်ပေးတာသူ့ပေးတာမဟုတ်ကျွန်တော်ပေးတာသူကြီးပဲရလို့ပဲရအောင်သူ့ပေးရတယ်ရှိရင်ကျွန်တော်ပေးရတယ်ရှိမှာခုလိုချစ်ပေးတဲ့တော့ကျေးဇူးများတင်ပါတယ်အများကြီးချစ်ပါမယ်အများကြီးကျေးဇူးပါမယ်relationship ရဲ့ချစ်သူတွေမှာမဟုတ်လားဘယ်လိုခင်မယ်မှုလို့လုပ်ပါဘယ်လို relationship လဲစင်မပြေဘူးသူလည်းကျွန်တော်ကြိုက်မှာမဟုတ်ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်ကြိုက်တဲ့တဲမှာသူမပါဒီကြတော့ဆက်ဆက်ရင်ကောင်းပါလေဒီတိုင်းပဲညီကိုတိုက်ဒီရှင်းနေတော့ကျွန်တော်တို့သူပြောမပြောတော့မသိဘူးကျွန်တော်ကပြောလိုက်ပြီရှင်းနေကျွန်တော်တို့ဟိုချွန်ညာရိုက်ဖို့ရှိမကွေးမှာဟုတ်တယ်အဲ့ရနေမှာတခါတည်းပွဲသွားအဓိကကျွန်တော်တို့တစ်ပွဲလုံးအောင်မြင်လို့ဆိုတော့မင်းသားကိုချစ်တဲ့ပရိသတ်ပေါ့ကျွန်တော်တို့လူရှင်တော်တွေချစ်တဲ့ပရိသတ်ပေါ့ကျန်တဲ့ဖွဲ့သားအားလုံးပေါ့ချစ်တဲ့ပရိသတ်တွေရောအားလုံးကကြိုးစားမှုကြောင့်အောင်မြင်တယ်အောင်သူတယောက်တည်းကြိုးစားလို့မအောင်မြင်ဘူးအဲ့တော့အားလုံးရဲ့ပတ်မုန်းမှုနဲ့သူအောင်မြင်တယ်ဆိုတော့ဒီဖြစ်ဒီအချိန်တူတော်တွဲမှာဒီလောက်အောင်မြင်လို့ဆိုတော့လေသူရဲ့ကန်ဆန်းညံဝရိယနဲ့ပေါင်းပြီးတော့အောင်မြင်တယ်နောက်ကပတ်မုန်းမှု support တွေကြောင့်သူအောင်တယ်အဲ့တော့ဝမ်းသာပါပတ်စံမရှိလာချီးတာပေါ့အဲကျွန်တော်2000ပြန်ရပါတယ်ပြီးခဲ့တဲ့ရုံမှာသူကျွန်တော်ရှိ4000ချီးတာကျွန်တော်2000အကျွေးပြန်ရပါတယ်2000ကျန်တယ်အဲ့ဒါဘယ်တော့ပေးမလဲတော့မသိဘူးဆိုရဲလေပိတ်နေတော့မမြင်ရတော့ဘူးဒန်စာဆိုတော့နောက်မှာဖြစ်ပြကျွန်တော်ကချက်တာပြီးသားဆိုတော့ထိတ်ဆုံးမှာနာမည်ရင်းကဖြိုးကလုံးပါနောက်ကချက်တာပလီးနဲ့ကတ်ပြီးတော့ဖြိုးလို့ပြီးတာနာမည်ကဒါနုဒါနဲ့ကျွန်တော်အသေးနုတယ်လူကြီးရတယ်ကျန်းတယ်ရုပ်ကောက်ကြည့်ကောင်းပါကျွန်တော်ရုပ်မကျန်းအောင်ကျွန်တော်လည်းမကျန်းအောင်ကျွန်တော်ကနည်းနည်းစိတ်ပြုတ်ကိုယ်လို့တယ်မှာပါဟုတ်တယ်အဲ့လိုမျိုးမိန်းကလေးလိုချစ်ဖို့ကောင်းတယ်လူနဲ့နာမည်နဲ့တိတ်တွဲမမြင်ဘူးများအခုတော့တွဲမြင်တယ်အဓိကတော့ကျွန်တော်ကအလုံးလုံးချင်တဲ့လူဆိုတော့အလုံးအကုန်လုံးလောက်ရမယ်တပင်ဘက်မှာလေကျွန်တော်လုတ်တင်တယ်လို့လုပ်မယ်လို့ရှိရင်ဘက်ကိုလည်းကျွန်တော်ခေါ်တဲ့အခါခွင်းတယ်လို့လုပ်ခွင့်ရရင်လည်းလုပ်ရမယ်တပင်ကနေတက်တဲ့လူရှင်တော်ကြီးလည်းရုပ်ရှင်လိုင်းမှာအများကြီးပဲလေအဲ့တော့တပင်ကနေပြီးတော့နာမည်လေးရလာတာတို့တပင်ကနေပြီးတော့နေရာတစ်ခုရတဲ့လူတွေအတွက်ဒီဘက်ရုပ်ရှင်ဘက်မှာပြန်ပြီးတော့ထပ်ပြီးနောက်တစ်နေရာတစ်ခုထပ်ပြီးတယ်ဆိုရင်တော့နေရာများတော့နည်းနည်းဝင်ကျဲသွားတာပေါ့အဲ့တော့နေရာတကာမှာလူဝင်ဆန့်တာပေါ့ဘယ်သွားကိုယ်သိနေတော့လဲပို့အဆင်ပြေတယ်ရုပ်ရှင်ကြတော့အဓိကတော့ကျွန်တော်တို့ကစီးစက်ကြရုပ်ထင်ရမှာပါသူတို့ကျွန်တော်တို့နဲ့ကာရီယာညီးတဲ့နေရာကိုထားပေးရင်တော့ကျွန်တော်တို့အတွက်ကပို့အဆင်ပြေပါဘူးဟာသားဆိုလဲဟာသားပေါ့အမေဘယ်ကမ်းမဖြစ်ဖြစ်ပေါ့ဒီရုပ်ရှင်ဘက်မှာကိုယ့်အတွက်လူအပ်တဲ့နေရာမှာလောက်ရတယ်ဆိုရင်တော့ပို့ပြီးအဆင်ပြေပါကျွန်တော်လိုအပ်တဲ့နေရာမှာဒီနေရာကကျွန်တော်နဲ့လိုက်မယ်ကျွန်တော်ဒီနေရာအတွက်လိုအပ်တယ်ဆိုရင်တော့လောက်ရတာပို့ပြီးတော့
တမိုးရှိပါကျေးဇူးများတင်ပါတယ်ကျွန်တော်အမြဲတမ်းအားပေးပါကျွန်တော်ရဲ့မင်းသားလေးကိုလည်းအမြဲတမ်းအားပေးပေးပါအောင်ဘယ်လိုနေရာတွေပဲရဘာတွေပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲတွေပဲရှိကျွန်တော်တို့အမြဲတမ်းအားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်